ကဲအားလုံးပဲမင်္ဂလာပါဗျကဲ YouTube မှာရှိကြတဲ့ဒုတိယဝါသနာရှင်ကြီးကိုမောင်နှမတွေအားလုံးပဲမင်္ဂလာပါလို့နော်ကျွန်တော်တင်ညာစာအုပ်ကနေအားလုံးနှုတ်ခွန်းဆက်တာပါတယ်ဗျကဲကျွန်တော်တို့အားလုံးပဲပြီးခဲ့တဲ့တောက်ကြနေညက်တွေမှာကျွန်တော်တို့က82 3ည break ဆိုပြီးကြားခဲ့တဲ့အတွက်အဲ့ဒါသူက82တောက်ကြနေညက်နေဈေးမှာ82 3ည break လို့ကြားခဲ့တာနဲ့သူကနောက်တစ်ပွဲမှာလိုက်ကြပေးရမယ်သူကကနန်းတွေကသူက break တွေကတော့သူက9 3ည break ရှိမယ်တဲ့ဝေကွက်အထူးနေရ82ရှိမယ်ဒါကြောင့်မလို့ကျွန်တော်ညီကောင်မတို့အားလုံးပဲကျွန်တော်တို့တွေကဒီနေ့ကျွန်တော်တို့အင်္ဂါနေ့14ရက်10လ2025ခါနေပြီးတော့18ရက်10လ2025အထိကိုတဲ့ကျွန်တော်တို့တွေကအထူးရှယ်မွေးတကွာကောင်းနေနဲ့ကျွန်တော်တို့တွေက82ဆိုတဲ့ကဏ္ဍတစ်ကွက်ရှိမယ်နော်မွေးကဏ္ဍတစ်ကွက်ထဲကိုထိတိမိမိစားတော့မောင်းရမွေးနိုင်ပါတယ်ထိုးနိုင်ပါတယ်ထိုးခြင်းပါတယ်ဆိုတဲ့အခုတွေမားတွေကအထူးရှယ်မွေး82အားတကွာကောင်းကိုညီကောင်မတို့တွေကစားတော့မောင်းရမွေးပြီးဆော့နော်နောက်တစ်ခါကျွန်တော်တို့တွေကသူကအဲ့လိုမျိုး82တောက်ကြနေညနေခင်းမှာ82 3ည break လို့သူကကြားခဲ့လို့ရှိရင်သူကနောက်ပွဲမှာနော်မဖြစ်မနေသူကအထူး share break မဖြစ်မနေ live ပေးတဲ့ break ကကျွန်တော်တို့က9 break ကဲ3ည break ကဲဆိုတာမဖြစ်မနေသူက live ပေးတယ်နော်ဒါကြောင့်မလို့ကျွန်တော်ကြည့်ဘုံတွေက14ရက်ကနေပြီးတော့18ရက်အထိကိုကျွန်တော်တို့တွေက9 3ည break ကိုနော်ကစားပါနော်9 3ည break ကမဖြစ်မနေဆင်းပါမယ်နောက်တော့ကအထူး share မွေးတစ်ခွက်အနေနဲ့ကျွန်တော်တို့က82ဆိုတဲ့ကဏ္ဍတစ်ခွက်ရှိပါမယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေကကျွန်တော်ညီကောင်မတွေအားလုံးကိုကျွန်တော်ကအခုပြတ်တာပေးမှာတော့ကျွန်တော်ကိုယ်တွေအားလုံးကိုကျွန်တော်တို့တွေကဒီနေ့14ရက်10လ2025เนาะ12နာရီ10မိနစ်အတွက်ကျွန်တော်ညီကောင်မတွေကျွန်တော်ပြတ်တာပေးမယ်เนาะကဲအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုလို့ရှိရင်ညီကောင်မတွေကကြော်မသွားနဲ့เนาะ live လက်မလေးတွေပဲ share မှု share အားလေးနဲ့အသေးလက်မလေးတွေပေးပြီးတဲ့အခါကျရင်เนาะကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe ခေါင်းလောင်းလေးလုပ်ပြီးတော့ဝန်းရံပေးသွားကြကဲဒါဆိုကျွန်တော်ပထမဆုံးညီနေညီကောင်တို့နဲ့ကျွန်တော်တစ်ချက်ပြမယ်ဆိုတော့ကျွန်တော်တို့ကဒီသုံးလုံးပေါင်းချင်း3946ဒီသုံးလုံးပေါင်းချင်း3946 3946ဒီသုံးလုံးပေါင်းချင်းကကျွန်တော်တို့တွေက3ညလို့ကျွန်တော်တို့ရရတယ်နော်3946ကနန်းသုံးလုံးပေါင်းချင်း3ညနောက်တစ်ခါကျွန်တော်တို့တွေကထပ်ကြည့်မယ်ဆိုလို့ရှိရင်တဲ့426ဒီကနန်းသုံးလုံးပေါင်းချင်းဒီကျွန်တော်တို့တွေက426ဒီကနန်းသုံးလုံးပေါင်းချင်းကျွန်တော်တို့က1တဲ့နော်1တဲ့နောက်တစ်ခါကျွန်တော်တို့ကဆက်ကြည့်မယ်ဆိုလို့ရှိရင်တဲ့958ဒီကနန်းသုံးလုံးပေါင်းချင်းဒီကျွန်တော်တို့တွေက2ဆိုပြီးတော့မြည်တယ်နော်2ဆိုပြီးတော့မြည်ပေးတယ်3946ကနန်းသုံးလုံးပေါင်းချင်း3ည3ညပြီးတော့425ကနန်းသုံးလုံးပေါင်းချင်းဒီ1လို့မြည်တယ်3ည1ပြီးတော့958ကနန်းသုံးလုံးပေါင်းချင်းဒီကျွန်တော်တို့က2အတန်ဆိုပြီးထွက်လာတယ်အဲ့အတွက်သုံးလုံးပေါင်းချင်း3ညသုံးလုံးပေါင်းချင်း1သုံးလုံးပေါင်းချင်း2ဆိုလို့ရှိရင်ကျွန်တော်တို့တွေကတရားဆက်ကြည့်မယ်ဆိုဒီသုံးလုံးပေါင်းချင်းဒီလည်းကျွန်တော်တို့တွေကစီနီယံတိုင်းသူကဆက်လာမယ်ဆိုလို့ရှိရင်တော့သုံးလုံးပေါင်းချင်း3ညသုံးလုံးပေါင်းချင်း1သုံးလုံးပေါင်းချင်း2သုံးလုံးပေါင်းချင်း3ဆိုပြီးလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေကဒီမှာကျွန်တော်တို့ကဘာထည့်ပေးရမလဲ3ဆိုပြီးထည့်ပေးမှရမယ်နော်ကျွန်တော်ကဒါဒီသုံးလုံးပေါင်းချင်းကျွန်တော်တို့က3ဆိုကျွန်တော်တို့တွေကထည့်ပေးမှဟုတ်လားသုံးလုံးပေါင်းချင်း3ညသုံးလုံးပေါင်းချင်း1သုံးလုံးပေါင်းချင်း2သုံးလုံးပေါင်းချင်း3မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေက3နောက်ပိတ်ဆိုကျွန်တော်တို့လည်းတွေ့မယ်နော်ဒါပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့တွေ့တာအဲ့တော့ကျွန်တော်တို့တွေကခေါ်ပင်ကိုချုပ်ပင်နဲ့ကျွန်တော်တို့ကဖြီးမယ်ဆိုလို့ရှိရင်ဒီကွန်မန်တို့တွေကိုကျွန်တော်ကပြသပေးမှာတော့เนาะကဲဒါလေးကိုကျွန်တော်တို့တစ်ချက်ကြည့်မယ်ကျွန်တော်တို့ဒီမှာ45နဲ့45လို့ကြားခဲ့တဲ့အပင်က4ထိပ်နဲ့80လို့ကြားတဲ့ပင်က3ညနောက်ပိတ်နဲ့88ကခွန်ထိပ်နဲ့ဒီသုံးလုံးပေါင်းချင်းဒီ4 3ညခွန်ကနန်းသုံးလုံးပေါင်းချင်းဒီကျွန်တော်တို့တွေက17တစ်ပါဝါဒီ6ဆိုကျွန်တော်တို့က16အတန်ဆိုကျွန်တော်တို့ရရမယ်နော်4 3ညခွန်ကနန်းသုံးလုံးပေါင်းချင်းဒီ17တစ်ပါဝါဒီ6 16အတန်လို့ရတာကိုကျွန်တော်တို့တွေကပြန်ဖြီးပေးရမယ်ဆိုလို့ရှိရင်တဲ့484ဒီ4ရဲ့ဒီ8ကနှလုံးပေါင်းတော့12ကဟောရီက4ရဲ့ပေါ့နော်ကျွန်တော်တို့တွေက16ဟောရီ6အတန်ဆိုကျွန်တော်တို့ကဖြီးတော့ဟောဒီမှာ4နောက်ပိတ်ဆိုကျွန်တော်တို့ကရိုက်ပေးသွားတယ်တစ်ချက်တွေ့မယ်နောက်တော့ဒုတိယတစ်ပင်မှာကျွန်တော်တို့ကစကြည့်မယ်ဆို96က6ထိပ်က19က9နောက်ပိတ်က40က4ထိပ်ကကနန်းသုံးလုံးပေါင်းချင်း99နှလုံးပေါင်း18 4နဲ့ပေါင်းတော့12နှစ်တန်နှစ်ပါဝါစီခွန်နှစ်ခွန်အတန်ဆိုကျွန်တော်တို့ရရမယ်နော်နှစ်ခွန်အတန်ဆိုပြီးရတဲ့အခါမှာအဲ့နှစ်ခွန်အတန်ကိုပြန်ဖြီးဖို့ကျွန်တော်တို့တွေကဟောရီက55က5ထိပ်က29က2ထိပ်ကနှလုံးပေါင်းချင်းခွန်ကိုဟောရီက9နောက်ပိတ်နဲ့3လုံးပေါင်းချင်းကျွန်တော်တို့ဟောရီ2တန်ဆိုပြီးကျွန်တော်တို့ရိုက်တော့ဟောရီက9နောက်ပိတ်ဆိုကျွန်တော်တို့လည်းဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့တွေကဒီနေ့နော်14ရက်10လ2025အင်္ဂါနေ့မနက်ခင်းသေးတယ်ကျွန်တော်တို့တွေကပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့တွေက9ဒီ3လုံးပေါင်းချင်းဒီလည်းကျွန်တော်တို့က3တန်ဖြစ်ရမယ်ဆို3နောက်ပိတ်လို့ဝင်ထားတယ်3
3လုံးပေါင်းချင်း3ည3လုံးပေါင်းချင်း1 3လုံးပေါင်းချင်း2 3လုံးပေါင်းချင်း3ဆို3နောက်ပိတ်လို့ကျွန်တော်တို့ဝင်ထားတဲ့အချိန်မှာတဲ့ကျွန်တော်တို့တွေကဟောဒီကကျွန်တော်တို့26က2ထိပ်က59က95က9နောက်က82က8ထိပ်ကဒီကဏ္ဍ3လုံးပေါင်းချင်း258ကဏ္ဍ3လုံးပေါင်းချင်းဒီကျွန်တော်တို့က9လို့ရတယ်9ဖြစ်ချင်းကြောင့်9ပါဝါဒီ3ညတယ်9 3ညအတန်ဆိုတော့ကျွန်တော်တို့ပြန်ဖြည့်ပေးရမှာကဒီ4 3နှလုံးပေါင်းချင်းခွန်ရှိတယ်အဲ့ခွန်ဟောဒီနောက်ပိတ်နဲ့ကျွန်တော်တို့ကဏ္ဍ3လုံးပေါင်းချင်းကျွန်တော်တို့တွေက9ဖြစ်အောင်ထည့်ပါဆိုကျွန်တော်တို့တွေက8နောက်တကယ်လို့ဒီ3လုံးပေါင်းချင်းကျွန်တော်တို့က3ညဖြစ်အောင်ထည့်ပါဆိုလို့ကျွန်တော်တို့ဟောဒီမှာ3နောက်ဆိုကျွန်တော်တို့ရမယ်ဒါဆိုကျွန်တော်ဒီ3လုံးပေါင်းချင်း3နဲ့ဒီ3လုံးပေါင်းချင်း3နဲ့ပြန်ကိုက်မယ်ဆိုကျွန်တော်တို့က3နောက်ပိတ်ဆိုပြီးပို့ပြီးဖြစ်တယ်တကယ်လို့အဲ့လိုမျိုးဒီ3လုံးပေါင်းချင်း9ကိုဒီ3လုံးပေါင်းချင်းပြန်9မယ်ဆိုကျွန်တော်တို့က8နောက်ဒီ3လုံးပေါင်းချင်း9ကိုဒီ3လုံးပေါင်းချင်း9ပါပါ3ညလို့ပြန်ထည့်မယ်ဆိုကျွန်တော်တို့က3နောက်ဒါဆိုကျွန်တော်ပေးချင်တာကကျွန်တော်တို့ဒီနေ့14ရက်နေ့အင်္ဂါနေ့မနက်ခင်းစီမှာကျွန်တော်ကညီကောင်တို့အားလုံးကျွန်တော်ကမျှဝေပေးချင်တာကတော့ကျွန်တော်တို့က3 8တီနောက်ပိတ်38ဒီနောက်ပိတ်ကိုမှကျွန်တော်တို့တွေကဒီ3ည4 6ကဏ္ဍ3လုံးပေါင်းချင်း3ညလို့ရိုက်တယ်4 2 5ကဏ္ဍ3လုံးပေါင်းချင်း1လို့ရိုက်တယ်9 5 8ကဏ္ဍ3လုံးပေါင်းချင်း2လို့ရိုက်တယ်9 5နဲ့ကျွန်တော်တို့ကပြန်ပြီးတော့3လို့ရိုက်မယ်ဆိုကျွန်တော်တို့က3 8နောက်ပိတ်မှာဟောဒီ3နောက်ပိတ်ကကျွန်တော်တို့တွေအထူးဖြစ်နေတယ်ဒါကြောင့်ကျွန်တော်ညီကောင်တို့တွေကစိတ်အာတန်ရကစားပါကျွန်တော်ကတော့ကျွန်တော်မြင်တာကျွန်တော်တွေ့တာပြရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေက3 8ဒီကျွန်တော်တို့တွေကနောက်3 8နောက်ကိုမှကျွန်တော်တို့က3နောက်ဒီ main ဆိုကျွန်တော်ကတွေ့ရတယ်နော်ဒါညီကောင်တို့က1ချင်းရှိရင်1ချင်းနဲ့ကစားလုံးမိုက်ရှိရင်လုံးမိုက်နဲ့ကစားဗရိတ်ရှိရင်ဗရိတ်နဲ့ချုပ်စော့နော်ကို့မှာတကယ်လို့1ချင်းနဲ့မရှိဘူးဟောလုံးမိုက်လည်းမရှိဘူးဗရိတ်လည်းမရှိဘူးဆိုလို့ရှိရင်နော်ညီကောင်မတွေအားလုံးပဲကျွန်တော်ကီးလေးတွေတော့ရှိမယ်တနေ့တာကီးလေးတွေနော်ဒါကတော့ဒိုင်းပေါ်မှာရှိကြညီကောင်တို့အားလုံးပဲသိကြလိမ့်မယ်ကျွန်တော်ဒူရီဝါသနာရှင်ဆရာကြီးတွေရဲ့နေ့တိုင်းထုတ်ပေးနေတဲ့ကီးလေးတွေရှိတယ်ကျွန်တော်တွေ့ရတော့3 8နောက်ပိတ်3နောက်ပိတ်မင်းကိုတွေ့တယ်အဲ့3နောက်ပိတ်မင်းကို1ချင်းရှိရင်1ချင်းနဲ့ကတ်စောလုံးမိုက်ရှိရင်လုံးမိုက်နဲ့ကတ်စောကီးရှိရင်ကီးနဲ့ချိတ်ပြီးစော့နော်ဗရိတ်ရှိရင်ဗရိတ်နဲ့တွဲပြီးစော့နော်ကျွန်တော်ပြောပါကျွန်တော်ကခုနကပထမဦးဆုံးနေ့ကကျွန်တော်ပြောတယ်82တောက်ကြနေညနေခင်းတည်းမှာကျွန်တော်တို့တွေက82လို့ကြားခဲ့လို့ရှိရင်သူကနောက်တစ်ဝဲမှာသူက9 3ညဗရိတ်ကသူကမဖြစ်မနေလိုက်ပြီးတယ်14ရက်ကနေ18ရက်ကျွန်တော်4ရက်မှာမနက်ညပေါင်းမှာ8ကြိမ်ပဲရှိတယ်8ကြိမ်တည်းမှာ9 3ညဗရိတ်ကကျွန်တော်တို့တွေကမဖြစ်မနေဆင်းပေးရမှာ9ဗရိတ်3ညဗရိတ်ကမဖြစ်မနေလာပြီးမှာဒါကြောင့်မလို့ညီကောင်တို့တွေကတွဲပြီးစော့ကျင်တယ်ဆိုလို့ရှိရင်ညီကောင်မောင်နှမတွေအစင်ပြေတာလေးနဲ့တွဲပြီးစော့နော်ကျွန်တော်တို့ကအဲ့လိုမျိုးတောက်ကြနေညက်ကနေမှာ82လို့ကြားခဲ့ပြီးနေအဲ့82ကနောက်တစ်ဝဲမှာကျွန်တော်တို့ကမဖြစ်မနေကျွန်တော်တို့တစ်ချိန်ပြန်ဆင်းပါနော်မနေ့ကညနေရတယ်ကျွန်တော်ဟုတ်ပြီလားကလင်နာနဲ့တကွာကျွန်တော်ဟုတ်လားပြသပေးပြီးပါပြီညီကောင်မောင်နှမတွေအားတန့်တယ်လို့စော့ဒါတော့ကျွန်တော်ကဒီနေ့ပေးမယ်เนาะကျွန်တော်တို့14ရက်10လ2025เนาะကျွန်တော်12နာရီတမီးနဲ့မှာကျွန်တော်ကတော့ဟုတ်လား3 8ဒီနောက်3 8နောက်ကိုမှ3နောက်ဒီကျွန်တော်တို့ကမိတ်เนาะဒါညီကောင်မတွေအစင်ပီတာလေးနဲ့တွဲဆော့เนาะတကွာကောင်းနဲ့ထိုးခြင်းနဲ့ဟုတ်လားအကွက်နဲလေးနဲ့ပောက်ကွက်မိအောင်ထိုးခြင်းနဲ့ဆိုလို့ရှိရင်တော့ညီကောင်မတွေအားလုံးပဲဟုတ်ပြီလားကျွန်တော်အချိန်အနီးကပ်ရလို့ရှိလို့ရှိရင်ကျွန်တော်နော် comment လေးမှာကျွန်တော်ပေါက်ကွက်နဲ့တင်ကနေလေးပြန်ပေးမယ်ဒါပေမဲ့ကျွန်တော်ဒီမှာတစ်ချက်ကြည့်တာသူကဒီသလုံးမောင်းချင်း1ကိုဒီသလုံးမောင်းချင်းပြန်6လို့ကျွန်တော်တို့တွေက4နောက်ပိတ်လို့ဝင်တယ်4နောက်ပိတ်ကိုကျွန်တော်တို့က4ပရိတ်လို့ရိုက်တယ်ဒီသလုံးမောင်းချင်းကျွန်တော်တို့က2ကိုဒီသလုံးမောင်းချင်းပြန်2လို့ကျွန်တော်တို့တွေက9နောက်ပိတ်ဝင်ပြီးတော့9ပရိတ်လို့ရိုက်တယ်4ပရိတ်9ပရိတ်လို့ရိုက်ထားတယ်ဒါဆိုကျွန်တော်ကဒီသလုံးပေါင်းချင်း9ကိုဒီသလုံးပေါင်းချင်းပြန်9မယ်ဆိုရင်8နောက်ပိတ်ဒီသလုံးပေါင်းချင်း9ကိုဒီသလုံးပေါင်းချင်းပြန်3ညမယ်ဆိုရင်ကျွန်တော်တို့က3ပရိတ်8 3ပရိတ်ကိုရိုက်မယ်ဆိုရင်သူ့ရဲ့စီနေမှာ4ပရိတ်9ပရိတ်ကျွန်တော်က6ပရိတ်လို့ဝင်မလားကျွန်တော်ဒါတစ်ချက်ဘာကြောင့်ဝင်တော့ဒီမှာ4လို့ဒီ4အထိုင်လို့ရိုက်ထားလို့ကျွန်တော်တို့ကဒီ4ပရိတ်ဆိုတော့ကျွန်တော်တို့လိုက်တာလားဒီ9အထိုင်လို့ရိုက်ထားလို့ကျွန်တော်တို့တွေကဒီ9ပရိတ်လို့ဝင်တာလားဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာထပ်ကြည့်မယ်ဒီမှာထပ်ကြည့်မယ်ဆိုဒီ9ထိုင်လို့ရိုက်ထားလို့ကျွန်တော်တို့ကဒီမှာ9ပရိတ်ကဝင်ပါလားဒါမှမဟုတ်လို့4ပရိတ်5ပရိတ်6ပရိတ်ဆိုပြီးဝင်ပါလား4ပရိတ်5ပရိတ်6ပရိတ်ဆိုတာစီနီယာပရိတ်ဒါပေမဲ့သူထောက်ထားတာဒီမှာ4ထောက်ထားလို့ကျွန်တော်တို့ဒီမှာ4ပရိတ်ဝင်နေဗျာဒီမှာ9ထောက်ထားလို့ကျွန်တော်တို့ကဒီမှာ9ပရိတ်ဝင်နေဗျာဟုတ်လားကျွန်တော်တို့ကဒီမှာ9ထောက်ထားလို့ကျွန်တော်တို့ကဒီမှာ9ပရိတ်ဝင်ပါလားဒါလေးတစ်ချက်ပေါ့နော်ကျွန်တော်ကဒါလေးကိုဘန့်ကိုမိမိတို့အုံနောက်ရှိသလိုလေးတုံးတက်ပြီးတော့ကစားပါမိမိတို့အဆင်ပြေသလိုကစားပါနော်ကျွန်တော်ကတော့ဒီမှာသွားကြည့်ဒီကတော့မသေးကြဘူးဗျဒီ4ထောက်လို့သူကဒီမှာ4ထောက်တာဆိုလို့ရှိရင်သူကဒီမှာမှန်သေးတယ်နော်ဒီပထမပင်မှာမှန်တယ်ဒီမှာ9ထောက်လို့ဆိုလို့ရှိရင်ပြီးတော့အမှန်ကန်ဆိုလို့ရှိရင်ဒီမှာ9ထောက်လို့ဒီမှာ9ထောက်အောင်မဟုတ်ဒီနှစ်ချက်အောင်ဒီမှာနှစ်ပရိတ်လို့ဝင်ရမှာသူကဒီအောက်တပင်ကျော်နဲ့သူကဟုတ်လား9ပရိတ်လို့ဝင်လာတယ်ဒါဆိုရင်ကျွန်တော်တို့တွေကဒီမှာ9ထောက်လို့ဒီမှာ9ပရိတ်လို့ဝင်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က38နောက်ပိုင်းဆိုလို့ရှိရင်88နော်
88ဆိုတဲ့ကဏ္ဍဖြစ်မယ်ဟုတ်လားနောက်တစ်ခါကျွန်တော်တို့တွေကဒီမှာ9000လို့ဒီမှာ9ပရိတ်ဆိုလို့ချင်းကျွန်တော်တို့တွေကပရိတ်ကခွနေတယ်မညီဘူးသူ့ရဲ့တိုင်ပင်ကမညီဘူးဟုတ်လားဒီ3ညပရိတ်ကြောင့်ဒီ3ညပရိတ်လိုက်ဖြစ်မှာမဖြစ်ဘူးဒီအောက်က4ပရိတ်နဲ့ဖြစ်တယ်ဒီ2ပရိတ်ကြောင့်ဒီ2ပရိတ်မဖြစ်ဘူးဒီ9ပရိတ်ကြောင့်ဒီ9ပရိတ်ဆိုလိုက်ဖြစ်တယ်ဟုတ်လားဒီမှာ9ပရိတ်ဒီမှာ9ဖြစ်လို့ကျွန်တော်တို့တွေကဒီမှာ9ပရိတ်လိုက်ဖြစ်မှာလားဒီ9ပရိတ်ကြောင့်ဒီ9ပရိတ်လိုက်ဖြစ်မှာလားနော်နည်းနည်းတော့ကျွန်တော်တို့တွေက9ပရိတ်ဆိုတာလေးတော့ကျွန်တော်တို့ကနည်းနည်းသတိထားနော်အဲ့လိုမှမဟုတ်လို့4ပရိတ်5ပရိတ်6ပရိတ်ဆိုလို့ရှိရင်တော့ထိုးရမှာတော့ကိုယ်တွေမတွေ3ဘူးနဲ့8ဘူးနော်6ပရိတ်ကိုချုပ်ထိုးမှဆိုရင်3 8နောက်ပိတ်နဲ့3ပရိတ်နဲ့8ပရိတ်ပဲ3ဘူးနဲ့8ဘူးပဲရှိတယ်5ပရိတ်နဲ့ချုပ်ထိုးမှဆိုလို့ရှိရင်တော့ခဏထိုးရမှာကကျွန်တော်တို့23 88ဒါပဲရှိရနော်ဒါအကြိုက်ချင်းတူရင်တော့ယူဆော့ကိုလောဘနဲ့ကိုပဲကျွန်တော်မြင်တာကျွန်တော်တွေ့တယ်ကျွန်တော်ပြပေးတယ်ထားရင်တော့ရမယ်နော်ကျွန်တော်တို့နှလုံးဆိုတော့ကျွန်တော်တို့အမားမှန်လေးတော့ရှိတယ်ကျွန်တော်တို့လည်းအလွတ်သိနေတာမဟုတ်ဘူးကျွန်တော်တို့က20တွက်ဆိုင်ရသွားတာဖြစ်တဲ့အတွက်အမှားမှန်လေးတော့ရှိမယ်အမှားမှန်ဓာတ်သင်ခံနိုင်တယ်ဆိုလို့ရှိရင်တော့မိမိလောဘမိမိအတိုင်းအတာနဲ့အဆင်ပြေသလိုလိုက်ဆိုနော်ကဲအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုတွေ့ရင် like လက်မှ share မှု share အားလေးနဲ့ subscribe ခေါင်းလောင်းလေးနှိပ်ပြီးဝင်ရပေးကြပါလို့နော်မြတ်တရက်ခံပါတယ်ကဲအားလုံးပဲကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုဒီညမှာပဲအဆုံးသတ်မယ်နော်14ရက်နေ့12နာရီတမိနစ်မှာကျွန်တော်ညီကောင်မတို့ပါတယ်38နောက်ပိတ်3နောက်ပိတ်မိန်းနဲ့နော်ပေါက်ကွက်ပေါက်သီးများမိကြပါစေလို့တော့ကျွန်တော်ဘက်ကစွန့်မုံကောင်းတောင်းရတဲ့နှုတ်ဆက်ပါတယ်နော်အထူးမှာပြီးနော်အထူး share ငွေ82တကွက်ရှိမယ်အထူး share break 9 3ည break ဆိုတာရှိမယ်ကဲအားလုံးပဲကန်ကောင်းကြပါစေကောလပ်ပါပါနော်